ယုံကြည်ပါမင်းလုံနိုင်တယ်ဆိုတော့နောက်မှရှိတာကြံခဲ့ပြီမလားဒါဆိုရှေ့ကိုပဲရှောက်ဖို့ပြစ်အသိမှငိုခဲ့ဘူးပြီမလားဒါဆိုရင်းချက်ဖို့ကြိုးစားတော့ဒီနေ့ကမလဲကူဘူးမနှက်ဖန်မှာပို့ခတ်ခဲနိုင်တယ်အခုဒုက္ခရောက်နေတဲ့နောက်နေ့လည်းအဆင်ပြေဖို့မသေးကြဘူးအကောင်းဆုံးတွေဝယ်မျှော်နေခြင်းကလည်းအဆိုးတွေကိုပို့ဆိုးနေနိုင်ပြီးတော့အဆိုးဆုံးအခြေအနေတွေကိုလက်ခံနိုင်ခြင်းဟာလည်းအကောင်းဆုံးတွေကိုဖန်တီးနိုင်ခြင်းနှိမ့်ချတယ်ဆိုပြီးတော့လည်းထင်သေးစရာမလိုဘူးအဲ့ဒါယဉ်ကျေးတယ်လို့ခေါ်တယ်ဘဝင်မြင့်နေတယ်ဆိုပြီးတော့ကဲ့ရဲ့စရာမလိုဘူးအဲ့ဒါယူတတ်ရမယ်သင်ခန်းစာဘဝထဲမှာ तू ကထွက်သွားတာရှိတယ်လို့ကိုကလည်းထွက်လာတာရှိတယ်ကိုမပါပဲ तू ဆက်ရှောက်အောင်မှဖြစ်တယ်လို့ तू မပါလို့ဆိုပြီးတော့ကိုရက်နေလို့မရလူအစ်စ်တွေဘဝထဲဝင်လာလိမ့်မယ်အလုပ်အစ်စ်တွေလုပ်ရတယ်အဝင်းကျင်အစ်စ်မှာအခြေချရတယ်လို့ခက်ခဲမျိုးစုံကြုံတွေ့ရတယ်ဘယ်အချိန်ဒီမှာပဲဖြစ်ဖြစ်စိတ်တက်မကြဖို့နဲ့ရင်ဆိုင်နိုင်ဖို့ကိုယ့်ဘက်ကအကောင်းဆုံးပြင်ဆင်ထားခဏခဏတွေးဆုံရမယ်ပြီးရင်ခဏခဏလမ်းခွဲရမယ်ဒီစိတ်ကူးတွေပြတ်သွားရင်လည်းနောက်စိတ်ကူးတွေနဲ့ညှော်လင့်ကြအောင်အလားတူပဲနောက်ထပ်အချိန်များစွာနာကျင်ရအောင်